တစ်ဖက်မှာတော့ဓာတ်ရောင်ကြီးတင်ထားတဲ့ဂျေဟော့နဲ့သူ့တငယ်ချင်းတွေကိုကယ်ဆယ်ရေးအဖွဲ့တွေကဆေးရုံတစ်ခုစီခေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဆေးရုံကဆရာဝန်နဲ့သူနာပြုတွေကဓာတ်ရောင်ကြီးကူးစက်မှာဆိုလို့ထွက်ပြေးကုန်ကြတာကြောင့်ဆရာဝန်အင်အားအရန်ကိုနှဲပါနေပါတယ်။အစိုးရရဲ့စနစ်ဆိုးကြောင့်သူတို့ဟာနိုင်ငံအတွက်အလုပ်လုပ်ပေးခဲ့ပေမဲ့ခွေးတွေဝက်တွေစွန့်ပြေးချခံလိုက်ရလို့ပါပဲ။တစ်ချိန်တည်းပါပဲဒီကပ်ဘေးအကြောင်းရုပ်သံမီဒီယာသတင်းတွေမှာပါလာတဲ့ခါမှာတော့တနိုင်ငံလုံးအုံကြွမှုတွေဖြစ်ကုန်ပါတော့တယ်။ယွန်းကျူတို့ကလည်းဒါကိုရိပ်မိပြီးထွက်ပြေးဖို့ကြိုးစားပါတော့တယ်။အပြင်ဘက်ကိုရောက်တော့ဘတ်စကားတစ်စီးပေါ်တက်ပြီးယွန်းကျူကိုယ်တိုင်မောင်းကအဝေးပြေးလမ်းမပေါ်ဦးတည်လာခဲ့ကြပါတော့တယ်။အဲ့ဒီနောက်မှာတော့ဂျေဟော့ကဆေးရုံမှာတတိပြန်ရလာပြီးနုံနုံချင်းသူ့ရဲ့ဖုန်းကိုအသေးအတန်ရှာကမိသားစုကိုဆက်သွယ်ပါတော့တယ်။ဆိုးရရဲ့မျက်ွယ်ပြုတ်မှုတွေသတင်းတွေပေါ်မှာတက်လာပြီးတနိုင်ငံလုံးကလမ်းနေရလဲပိတ်ဆို့သွားထိန်းချုပ်မရတဲ့အခြေအနေကိုရောက်သွားပါတော့တယ်။